မနေ့ကမန္တလေးမှာမီးလောင်တယ်ပင်လုံးမှာမီးလောင်တယ်နော်ငယ်လင်းလောက်ပြီးတာနဲ့ဆရာနမိတ်တိုင်ဟောခဲ့တယ်ဆရာတို့ဒီအဓိကလောကီဆရာတွေပြတဲ့အတွက်ကြောင့်မလို့ဆရာတို့ကဘေးရင်းနေနက်ခတ်တွေဂျိုးတွေကိုဆရာတို့အသေးစိတ်လေ့လာရတယ်နော်နောက်တစ်ခုကကြတော့ငယ်လင်းလောက်သွားတဲ့နေရာတောက်ကြနေမှာငယ်လင်းလောက်တဲ့ချိန်ဟာဂုရုချိန်ဂုရုရဲ့အမြင့်ဒီဆရာတို့ဗုဒ္ဓတိုင်အဲ့တော့ဗုဒ္ဓတိုင်နေကျိုးတယ်နော်လူတွေတေးကြည့်တယ်ဟုတ်တယ်နော်အဲ့တော့ဂုရုရဲ့အညွန့်ကဘာလဲဆရာတို့စဉ်းစားရတော့မယ်နော်အညွန့်ဟာဘာလဲကဲထားတော့ဒါတက္ကနာပေါ့အဲ့တော့ဆရာပြောချင်တာဘာလဲဆိုတော့တက်ကြီးလေးပါဖောက်ပြန်မှုဟာတောက်ကြနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငလျင်ပြီးတော့ဖြစ်တာနော်အဲ့တော့ကျန်တဲ့တက်ကြီး၃ပါးရဲ့ဖောက်လဲဖောက်ပြန်မှုဟာလည်းမကြမီချိန်တွင်းမှာဖြစ်လာတတ်တယ်ဆရာနမိတ်ဟောပြီးခဲ့လားမဟောပြီးခဲ့ဘူးလားနော်အဲ့တော့ဝင်ဆဲတဲ့သူတွေကရှိတယ်ဆရာ2024တည်းကဆရာဟောပေးခဲ့တာ2024တကြံအတော်တွင်းရနေပြီးတော့2025တွင်းတကြံတော်တွင်းထိပေါ့နော်တကြံပြီးထိဆရာနမိတ်ဟောပေးတာရှိတယ်ဆရာအုံးလိမီလောက်ထားတာဘာကြောင့်လဲဆိုတော့တချို့ကကြောက်လန့်ပြီးတော့လာပြောတဲ့သူတွေရှိလို့ကြောက်ဖို့မဟုတ်ဘူးဆရာကြိုတင်ပြင်ဆင်ဖို့အတွက်ကြိုတင်ကာကွယ်လို့ရအောင်ဟောပေးခြင်းဖြစ်တယ်နော်အဲ့တော့နမိတ်ဟောပြီးရဲ့အချိန်မှာပဲဘာထက်ဖြစ်လဲဆိုတော့ဆရာတို့ကမုံတိုင်းခုဝင်လာမယ်ဆိုတဲ့သတင်းလဲကြားရတယ်ဆရာမဟောခဲ့ဘူးလားနော်ပြောချင်တာနောက်ထပ်နမိတ်တွေရှိတယ်ဆရာဟောပေးထားတဲ့နမိတ်တွေဟိုအောက်မှာတွေ့ပါလိမ့်မယ်အဓိကပြောချင်တာဂယုစိုက်ဖို့ပါနော်ဂယုစိုက်ဖို့ဆရာအဓိကပြောချင်တာဆရာရဲ့ဟောစတန်ကိုတည်တဲ့အခါမှာကြိုတင်ပြင်ဆင်လို့ရအောင်ဆရာပြောချင်တာဖြစ်တယ်နော်ဘယ်သူတယောက်ကမှကြောက်လန့်အောင်ပြောခြင်းမဟုတ်ဘူးအဲ့တော့ပို့ပြီးတော့ဂယုစိုက်ရမယ်လို့ပြောတာမနေ့ကမီးလောင်နေဆိုတဲ့သတင်းတွေကြားရတယ်နော်မီးဘေးတွေလာမယ်နောက်ကလေဘေးနဲ့ရေဘေးကြံသေးတယ်အဲ့လေဘေးနဲ့ရေဘေးကလည်းမဖြစ်ပါစေနဲ့မဆိုးပါစေနဲ့ပဲဆရာတို့ဆုတောင်းရပါလိမ့်မယ်နော်ကဲဆရာရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်